ဆက်သားတို့ရဲ့မျိုးနွယ်ဖြစ်တဲ့ရွှေရင်စီဒီရွှေရင်စီဆိုတဲ့ကောင်မလေးရဲ့ဘင်းသမီးတော့ဟိုကကလားကကလစုပ်ကလပြက်ဟို900ရောင်းတဲ့ကလားအဆင့်အဲ့ဒါပတ္တိကာရဆိုတာအဲ့ဒါကိုဗရိကရမင်းသားလို့လို့လေဒီဘာမင်းသားပါလဲအဝဲထဲရောင်းတဲ့ကျူလီယာကလားခေါ်တယ်ဘာအဆင့်နေနဲ့ကလားအဲ့ဒါမပေးစားနိုင်ဘူးလေအဲ့ဒီကျူလီယာကလားအဲ့ဒီကျူလီယာကလားကဘင်္ဂလားဒေ့ရှ်နာမှာပတ္တိကာရဆိုတဲ့မြို့လေးရှိတယ်စိတ်ကမ်းမြို့ဆိုတော့ဒီဥစ္စာကပကံရဆိုရင်မှရှိကြတယ်မှန်တယ်မင်းအဲ့ဒီပတ္တိဗရိကရကမင်းသားမဟုတ်ဘူးရွှေမင်းသားလေးနဲ့ရွှေမင်းသမီးလေးနဲ့noမင်းသားအဲ့ဒီပုဂ္ဂိုလ်ဒီအဝဲထဲရောင်းတဲ့အမွှေးနဲ့သာရောင်းတော့ရွှေရင်စီကအပြိုလေးကအိမ်နှင်းမုန်းမိမလေးဟာဒီဘာလေးကမှုေးတယ်ဖြားရောင်းပြီးတော့ဒီကလာကလိန်ကြီးလောက်တာတော့အလောင်းစီသူမင်းကတိတော့တွားမင်းမထွက်သွားဆိုလုပ်လိုက်တယ်အဲ့ဒါကိုပဲဇလန်းလေးတွေကဤအကြောင်းအရာများကိုမြန်မာအစိုးရလမ်းစဉ်ပါတီကထုတ်ဝေသောပါတီဌာနကြီးမှုတွေထုတ်ဝေလိုက်တော့ပြည်ထောင်စုမြန်မာနိုင်ငံအခြေပြနိုင်ငံရေးသမိုင်းဒုတိယပထမရဲဒုတိယပိုင်းအောက်ခြေမှတ်ချက်နဲ့ပတ္တိကာရဟုဆိုတော့အင်ဒိုနီးရှားဘင်္ဂလားဒေ့ရှ်နိုင်ငံရှိသောစိတ်ကမ်းမျိုးတစ်မျိုးဖြစ်သည်ထိုနေရာမှာလာသောအဝိဇ္ဇာရောင်းသောကလားလေးတယောက်သာဖြစ်သည်လို့ရေးထားပါတယ်ပါဠိထမ်းရောက်ထိုးတဲ့စာအုပ်ရှိပါတယ်ဟုတ်ကြည့်အဲ့ဒါပါပါတယ်ဟုတ်ပြီနော်ဘာလဲလဲ